လက်မြောက်ထားပါလို့ပြောချင်တယ်ဆိုလို့ရှင် please raise your hand လို့မသုံးရဘူးမှားပါတယ် please raise your hand လို့သုံးမယ်ဆိုတော့ဒီနေ့ raise နဲ့ rise ရဲ့အသုံးကိုရှင်းပြချင်ပါတယ်အများသူကလေ့လာလို့ရအောင်လို့ like comment share လေးလုပ်ပေးထားဖို့မမေ့နဲ့နော် RAISE raise ဒီမြင့်တယ်မတယ်တိုးတက်စေတယ်ဒီလိုအဓိပ္ပာယ်ထွက်တယ်သူ့ရဲ့နောက်မှာအမြဲတမ်း object လိုက်လာရတယ် raise your hand they raised the price she raised her voice he raised his head ဒါကတော့ raise ရဲ့အသုံးလုံးပဲဖြစ်ပါတယ် RISE rise ကြတော့တက်တယ်မြင့်တက်တယ် rise ဒီအရာဝတ္ထုတစ်ခုခုကသူ့ဟာသူမြင့်တက်လာတယ်သူ့ရဲ့နောက်မှာ object လိုက်စရာမလိုဘူး The sun rises in the east prices are rising the temperatures rose quickly he rose from his chair သူတို့ရဲ့အရေးကြီးဆုံးကွာခြားချက်ကတော့ they raised the price သူတို့ကဈေးနှုန်းကိုတိုးလိုက်တယ် the price rose ဈေးနှုန်းကတက်သွားတယ်ပထမတစ်ခုကတက်အောင်လုပ်တဲ့သူရှိတယ်ဒုတိယတစ်ခုကသူ့ဟာသူတက်တယ် raise ရဲ့ verb form ဒီ raise raised rise ရဲ့ verb form ဒီ rise rose risen မှားနေတတ်ကြတဲ့ command mistake လေးတွေကတော့ raise your hand လို့မသုံးနဲ့ raise your hand လို့သုံးမယ် the price raised လို့မဟုတ်ဘူး the price rose လို့သုံးရမယ် the sun raises at 6 လို့မသုံးနဲ့ the sun rises at 6 လို့သုံးမယ်ဒီလောက်ဆိုလို့ရှင်တို့နှစ်ခုရဲ့အသုံးကိုကိုယ်ပြနားလည်လောက်ပြီးထင်ပါတယ်နော်မိမိကိုယ်ပိုင်ဝါကြလေးတွေကိုရေးခဲ့ပေးဖို့မမေ့ပါနဲ့နော် see you on the next video have a good life